ဒီဗီဒီယိုလေးကတော့တရုတ်ကစူပါမားကတ်တွေမှာပင်လယ်စာတွေကိုဘယ်လိုမျိုးရောင်းလဲဆိုတာလေးပြပြပေးသွားမှာပါတရုတ်မှာကအသားငါးဆိုရင်အဓိကအခုလိုငါးပစုံကနန်းခရုလိုကုန်းတို့မျိုးမျိုးရှိရပါလေအဲ့ဒါတွေကိုတေးပြီးသားရေခဲရိုက်ပြီးသားရောင်းတာမျိုးမဟုတ်ဘဲနဲ့အခုလိုမျိုးပေါ့နော်အရှင်တွေပဲရောင်းတာပေါ့နော်ကိုလိုချင်တဲ့လောက်ကိုပဲကီကြီးချိန်ပြီးတော့ဝယ်ရတာမျိုးပါပစုံဆိုလို့ရှိရင်လည်းမျိုးစုံ size စုံကနန်းတွေလည်းအတူတူပဲပေါ့နော်ဒီကနန်းတွေဆိုလို့ရှိရင်လည်းတကယ်ကြီးပြီးရောဈေးရလည်းတော်တော်မြောက်ပါတယ်နော်ဒီကနန်းနေဆိုလို့ရှိရင်တော့ဈေးနှုန်းကို1000ကျော်ဆိုတော့မြန်မာငွေနဲ့ဆိုလို့ရှိရင်တော့တကောင်6သိန်းကျော်လောက်တော့ကျပါတယ်နော်ငါးတွေကိုလည်းဒီလိုမျိုးပေါ့နော်အရှင်မဲရောင်းတာပေါ့နော်ဒီမှာဆိုလို့ရှိရင်တခြားဖားတို့လိတ်တို့လည်းရောင်းနိုင်မျိုးရှိပါတယ်ဒါကတော့ကိုကြိုက်ဆုံးအင်ဂျီဆိုင်မှာအင်ဂျီဆိုင်တီးတက်မဟုတ်ဘဲနဲ့တခြား fancy ပစ္စည်းတွေလည်းရပြီးတော့ဖိုင်ထဲကအပြင်စင်ကဆိုင်လိုမျိုးမဟုတ်ဘဲနဲ့တခြားတမူထူးခြားတဲ့ bike မျိုးရတာပါအထက်ကအပြင်စင်ရတကယ်ကိုလှပါတယ်เนาะတပုံရိုက်မဲ့သူတွေအတွက်လည်းအရင်အဆင်ပြေပြီးတော့အရင်လှတဲ့နေရာလေးပါဒါတော့ထမင်းသွားစားတဲ့ဆိုင်ပေါ့နော်အထဲမှာတော့ကိုယ့်ရဲ့ပဲရှိပါတယ်ဘယ်သူမှမရှိဘူးပေါ့နော်နေကင်းဘက်ဆိုတော့ဒါတော့ထမင်းစားပြီးမှတတိယလို့ရလိုက်တာပါဘာမှတော့မကြံတော့ပါဘူးနော်ပြီးတော့အခုလိုမျိုးပေါ့နော်မပူမအေးတဲ့ရာသီဥတုလေးမှာဆိုလို့ရှိရင်တော့ဒီလမ်းမကြီးပေါ်မှာလည်းနေစီပန်းလေးပေါ့နော်ပွင့်နေပြီပါပြီပြီးတော့ဒီပုံလေးတွေကကြတော့ဒီစူပါမားကတ်ရဲ့ခေါင်းမိုးထက်မှာရှိတဲ့သူတို့စိုက်ထားတဲ့နေစီပန်းလေးတွေပေါ့နော်အရင်လှပါတယ်